အိမ်နဲ့ဝေးနေတဲ့အိမ်လွှမ်းစာပရိသတ်လေးတွေရေမင်္ဂလာပါနော်ဒီတစ်ပတ်အိမ်လွှမ်းစာစီစဉ်လေးမှာတော့မူတဲပွန်းလေးလုပ်ပြသွားပါမယ်ရှင်မူတဲပွန်းကိုတော့တဝယ်ပိတ်သွားတဲ့ကားလမ်းကရွာလေးတွေမှာအများဆုံးရောင်းလေးရှိပါတယ်ရှင်မူတဲပွန်းကအုံးသီးအနှံ့လေးမွေးပြီးတော့အရသာချွတ်ချွတ်စိမ့်စိမ့်လေးနေပါတယ်မူတဲပွန်းကိုမြန်မာစကားနဲ့ဆိုရင်ကောက်ငင်းကိုဒီတနည်းရွက်နဲ့ထုတ်ထားတဲ့မုတ်လို့အလွယ်ပြောလို့ရမယ်ထင်ပါတယ်နော်အိမ်လွှမ်းစာပရိသတ်လေးတွေရောဘယ်လိုခေါ်ကြလဲဆိုတာကွန်မန့်လေးမှာရေးပေးခဲ့ပါအောင်နော်အရင်ဆုံးမူတဲပွန်းလုပ်ဖို့အတွက်ဒနိတော်ထဲမှာဒနိရွက်လေးတွေခူပါမယ်ရှင်ဒနိရွက်ကိုနည်းနည်းနှုတာလေးရွေးပြီးတော့ခူထားပါတယ်အားလုံးခူပြီးရင်တော့ဒနိရွက်ထဲကဒီအမြင်လေးတွေကိုဖယ်ပေးပါမယ်ပြီးရင်တော့ဒနိရွက်လေးတွေကိုရေးဆေးပေးပါမယ်နော်တရွက်ပြီးတရွက်ကိုရေသေးချလေးစီးပေးပါမယ်ပြီးရင်တော့ရေစစ်ထားလိုက်မယ်ကောင်းကြီးဆန်ကိုရေစီးမယ်3 နာရီလောက်ရေစိမ်ထားလိုက်ပါမယ်ရေစိမ်ထားတဲ့ကောင်းကြီးဆန်လေးတွေချိန်လို့ရပြီဆိုရင်တော့ချိန်မယ်ပေါ့နော်ဒီလိုမချိန်ဘဲနဲ့ကောင်းကြီးမုံနဲ့လုပ်လို့လည်းရပါတယ်ရှင်ချိန်ထားတဲ့မုတ်ရည်လေးတွေကိုမုတ်ရည်ထည့်တဲ့အိတ်လေးတွေကိုထည့်မယ်ကျိုးနဲ့ချီပြီးရင်တော့အပေါ်ကလေးတာတစ်ခုခုနဲ့ဖိပြီးတော့ရေစစ်ထားလိုက်ပါမယ်ရှင်မုတ်ရည်စစ်ထားတော့မှမုတ်မှာချီရမယ်နှီးလေးတွေကိုတသေးလေးစစ်ထားပါမယ်ပြီးပြီဆိုရင်တော့အုံသီးခွဲပြီးတော့အုံသီးချစ်ပါမယ်ရေစစ်ထားတဲ့မုံနေလေးတွေရပြီဆိုရင်အိတ်ထဲကနေထုတ်ပြီးတော့မှစလုံးတစ်ခုလေးထည့်ပါမယ်။ကောင်းကြီးမုံနေလေးကအီလေးနဲ့နေပါတယ်နော်။ပဝင်ပစ္စည်းတွေဖြစ်တဲ့အုံသီးလေးချစ်ပြီးနှမ်းနေတဲ့ကြားကိုလည်းအစင်းသိပြင်ထားပါတယ်။မုံနေလေးကလည်းရပြီဆိုတော့ကဲမုတ်ဆလုပ်လို့ရပါပြီ။မုံနေကိုလုံးလုံးလေးဖြစ်အောင်လို့အရင်နေလိုက်မယ်။ပြီးရင်တော့တကြားနဲ့စားထည့်ပြီးတော့နေပေးပါမယ်။တနည်းတကြားထည့်မယ်ဆိုရင်ပို့ပြီးတော့အရသာရှိပါတယ်ရှင်။တကြားကိုနည်းနည်းချင်းခွဲထည့်ပြီးတော့နေပါမယ်။မုံနည်းနဲ့တကြားသမသွားပြီဆိုရင်တော့ချစ်ထားတဲ့အုံသီးထည့်ပါမယ်နော်။အုံသီးလေးသမသွားပြီဆိုတော့မှနှမ်းထည့်မယ်။နှမ်းများထည့်ရင်တော့ပိုးပြီးတော့စိန်တာပေါ့နော်အချိုလေးလိုနေသေးရနဲ့တခြားထည့်မယ်အလုံးသမသွားပြီဆိုရင်တော့ခဏလေးနှက်ထားလိုက်ပါမယ်ပြီးရင်တော့ဒနိရွက်ကိုအလဲကချိုးပြီးတော့မုံနှင်းလေးတွေထည့်ပါမယ်အရှိလိုက်လေးထည့်မယ်ပေါ့နော်ဒနိရွက်လေးနဲ့အနားလေးတွေအထဲထည့်ပြီးတော့ပြန်ဖုံးမယ်ပြီးရင်အောက်ခြေအရင်ကနေနှီးလေးနဲ့ချီပါမယ်။နှီးကိုဒီအရင်မှာတစ်ခါအလယ်မှာတစ်ခါထိပ်မှာတစ်ခါအဲ့လိုချီပေးပါမယ်နော်။မုံနစ်ကိုတော့အရင်ဘက်ကနေထည့်ပေးရပါတယ်ရှင်။ဒနိရွက်ကိုအုံးစီလေးတုပ်ပြီးတော့ထည့်လို့လည်းရပါတယ်။ဒီလိုတစ်ထုပ်ပြီးတစ်ထုပ်ထုတ်ထားလိုက်ပါမယ်ရှင်။မီးသွေးမီးလေးနဲ့အရင်ဆုံးกินထားလိုက်ပါမယ်ရှင်။အုံးပုံမီးနဲ့กินတော့စားလို့ပိုကောင်းပြီးတော့ကြက်တာလေးပိုးပြီးတော့မြန်ပါတယ်။ကဲမီးကျွန်းသွားမှာဆိုလို့ပေါ့နော်တစ်ဖက်နဲ့တစ်ဖက်ကိုခဏခဏလှည့်ပေးပါမယ်ရှင်။မီးကြည့်ရင်လည်းဒနိရွက်အနှံ့တင်းတင်းလေးရဲ့အုံတို့အနှံ့မှုန့်မှုန့်လေးကတော့ထွက်လာပါပြီရှင်။ကဲကင်းနေပဲမိုးကတော့ချုပ်သွားပြီပေါ့နော်တကယ်တော့ဒီမုတ်ကိုစောင်းရသည်မှာလေမိဖို့ပေးမှထားပြီးတော့မိသားစုနဲ့စကားတွေပြောပြီးတော့လှုပ်ရှားတာတော့ပိုကောင်းတာပေါ့နော်ကဲမူတဲပွန်းလေးကတော့ကြပါပြီရှင်မုံသီးအနှံ့မှုန့်မွေးလေးနဲ့ချွတ်ချွတ်ဆင့်ဆင့်လေးနဲ့အရန်စားလို့ကောင်းတဲ့မူတဲပွန်းလေးကိုစားဖို့တက်ပြင်လိုက်ပါမယ်နော်မုတ်သားလေးကိုဒနိရွက်ထဲကထုတ်လိုက်မယ်ကဲအနှံ့လေးကတော့မှွေးနေတာပဲရှင်
ဒနီရွက်အနက်တင်းတင်းလေးရဲ့အုံသီးအနက်မွေးပြီးတော့စားလိုက်ရင်ချိုချိုဆစ်ဆစ်အရသာရှိတဲ့မူတဲပွန်းလေးစားကြပါအောင်ရှင်။ကောင်းကြီးလေးနဲ့လုပ်ထားဆိုတော့နုနုအေးလေးနဲ့နေပါတယ်။မူတဲပွန်းကိုကောင်းကြီးနဲ့လုပ်ထားဆိုတော့တစ်ပတ်လောက်တော့အထားခံပါရဲ့ရှင်။ဒနီရွက်နဲ့ထုတ်ပြီးတော့လှုပ်ရှားရတဲ့မူတဲပွန်းလေးကြည့်ပြီးတော့အိမ်လန်းပြေချမယ်လို့မျှော်လင့်ပါတယ်။အိမ်လန်းနေကြသူတွေအားလုံးအမြန်ဆုံးအိမ်ပြန်နိုင်ကြပါစေလို့အိမ်လန်းစာအဖွဲ့သားတွေကနေဆုတောင်းပေးလိုက်ပါတယ်ရှင်။